안녕하세요. 스테리 코리안 뉴스타파 저녁에 뉴스를ဒီနေ့လေးလာကမှာကဝေါ်ဟာနေပေါ့နော်အရင်ဗီဒီယိုမှာကကျွန်တော်တို့ကဓာတ်နဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေလေ့လာခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကကျတော့လာနဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေလေ့လာရမယ်ဒါပေမဲ့လာနဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေကအလုံးစုံ၃မျိုးလုံးပဲရှိရတဲ့ကြောင့်ကျွန်တော်ကဒီနေ့ပေါ့နော်လာပင်မဟုတ်ဘူးနားနဲ့ပတ်သက်တဲ့ဘောဟာရရပြပြတောက်မယ်စိတ်ကူးထားပါတယ်အဲ့တော့ကျွန်တော်လည်းဒီ live ပြီးတော့လေ့လာကြည့်လိုက်ကြတယ်နံပါတ်1စကားလုံးလေးကကျတော့ radio ပြောတာပေါ့နော်အဲ့လိုလုံးကကျတော့လာမြောက်ခောက်ဆွဲကြလာမြောက်ခောက်ဆွဲကြ Russia ဆိုတာက Russia ကိုပြောတာဖြစ်ပါတယ် Russian အလုံးစုံ၄-၅လုံးလောက်ပဲရှိရတဲ့ကြောင့်မို့လို့ကျွန်မကဒီနေ့မပါတစ်ခါဆက်ပြီးပြပြသွားပါမယ်အဲ့တော့လိုက်ကြည့်ပေးကြပါ마는ကြက်သွန်ဖြူ마은စိတ်သဘောထား마은စိတ်သဘောထား만두ပေါက်စီတို့ဟုတ်ဖတ်ထုတ်နို만포ဒါပေမဲ့만노လို့ဖတ်တယ်ပေါ့နော်만노က말စကားမအရာ맥주 비 머리သပင်တို့မဟုတ်ခေါင်းအုံနောက်လည်းသုံးလို့ရတယ်ပေါ့နော်ဒီနေ့ကကျတော့ငါနဲ့ပတ်သက်တဲ့စကားလုံးတွေကိုပြပြပေးသွားတာပဲဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာကျတော့ကျွန်မကဘာနဲ့ပတ်သက်တဲ့ဝေါ်ဟာရလေးပြပြသွားပါမယ်အဲ့တော့နောက်ဗီဒီယိုဆက်ကြည့်ပေးပါချင်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye